ကျမ်းမာခြင်းဆိုတာကောင်းကြီးပြုလေသမျှမှာအကြံထားမြောက်တာကောင်းကြီးသူများပြောလို့မရတဲ့စကားကိုသွားပြောရင်ရတယ်အဲ့ဒါကောင်းကြီးသူများလှုပ်လို့မရလို့ကိုဝင်လှုပ်လို့ရတာကောင်းကြီးအာမင်သူများမမြင်နိုင်တဲ့အရာမြင်တတ်သွားတာကောင်းကြီးသူများမစဉ်းစားတတ်တဲ့စဉ်းစားတတ်တာအဲ့ဒါကောင်းကြီးခမောကောင်းကြီးဆိုပတ်စံမယ်မဟုတ်ဘူးပြောစမ်းမတတ်ရှင်တဲ့ဖခင်ရှိတယ်အဲ့ဒီဖခင်ကတင့်ကိုမစားဖို့ရအတွက်ပြင်ဆင်ထားတဲ့ဖခင်ဟာလေလုယာမင်းတို့ငါပြင်ဆင်ထားတာကြီးသောအရာတွေနားနဲတဲ့အရာတွေလူတွေမသိနားမလည်တဲ့အရာတွေငါပြင်ဆင်ထားပေးတာတင်းကိုမလဲစားစင်နဲ့တင်းကိုမလဲစားစင်နဲ့တင်းကိုမလဲစားစင်နဲ့တခါလေးမှတင်ဝန်ခံရင်းနဲ့အချင်းတွေမကောင်းတဲ့အခါမှာဖျားခင်လည်းဘလို့လုပ်ပြီလဲ no အချင်းတွေမကောင်းပါစေအကောင်းဆုံးဝန်ခံမယ်အကောင်းဆုံးကြွေးကြော်မယ်အကောင်းဆုံးပြောမယ်ဟာလေလုယာဟာလေလုယာစမပြေခတ်ကြုံတာ